တူပါရဲ့ရုပ်ကိုကြည့်ပါလားမိမလိုမိမရှာလို့နဲ့မိမချမ်းရုပ်ကြီး ဘာလဲလာပြောနေရလဲဘာကိစ္စလဲ အေးကိစ္စရှင်ပြောနေရဲ့ကိုသားကိစ္စပဲဘာလဲဒီကဒီကိုလာမထည့်လားအတော်ပဲလေတခါလဲကိုလက်ပူးလက်ချက်ဖမ်းပြီးဓပရိတ်ထဲကိုပါဆွဲရပြစ်မယ် အောင်မေသူများအိမ်ကိုလာပြီးတော့လူမြတ်ပါရိတ်မယ်လေးပါလေးနဲ့ဆော့ဆော့ကတက်ကြည့်ရှင်စမ်းကြည့်ပါလားဘသူကပုံပြီးလက်ညံလေးလို့ဒီမှာသူများထက်လက်ညံလို့သူများလေးကိုကိုယ့်ဘက်ပါအပါဆွဲနေကြတာဟဲ့သိရလား အံ့ဩစရာလင်ခိုးမများတပြိုင် အောင်မေအခွင့်မခံချင်ရင်နေ့လင်ကိုနေအောင်ထိန်းတာပါလားနေ့အစိုးစားမရှိလို့နေ့ကိုပြစ်သွားတာပေါ့နေ့ထက်မဲ့လို့ငါစီကိုရောက်လာတာပေါ့ဟဲ့တက်ထား ဟမကြည့်စံလူပေါင်းရလို့ဒီမှာစန်တီမိုးတယ်နော်နေတမောရရှိတယ်ဘယ်ရောညာအောင်ဇုံလွတ်လိုက်လို့မျက်လုံးတစ်ချာနှာခေါင်းတစ်ချာပါးစပ်တစ်ချာဖြစ်သွားမယ်သိရလားလင်ခိုးမရဲ့ ဟဲ့ဒီနေရာလာပြီးကြည့်ရတယ်ငါလာပြီးကြော်ညာမနေနဲ့ငါ့အိမ်မှာငါအကြည့်ပဲ ကြည့်စံလင်ခိုးမများစွာလိုက်တာနော်နှုတ်ပြီးတော့ရှာပါကကောက်လန်းနေရ ဟုတ်ပါဟဲ့စနီမဟုတ်မားနေလားမသိဘူးနော် ဘာမှလို့လဲ မင်းလည်းအောက်စကားလည်းငါပြောမှာမဟုတ်ဘူးလားငါမရဲ့ကြီးစစ်လေ နေစမ်းပါအောင်နေကမရက်ကြီးဆိုတော့ तू ကပါလေ तू ကကိုတိုက်နဲ့ဘယ်လိုပတ်သက်လို့ငါ့ကိုလာပြီးရန်ထောင်နေရတယ် ဟဲ့ငယ်လေး ကိုတိုက် ဘာဖြစ်နေကြတာလဲကွာ ဒီမလေးကိုတိုက်ရကိုဥစားရငယ်လို့ဝိုင်းပြီးတော့နှိုက်ဆက်နေကြတယ်